Hello အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာအမကအင်ကြီးမှာ dripping ထက်တာလေးကိုပြပေးမယ်နော်အမတို့ကဒီမှာအရင်ဆုံးကိုထမ်းမဲ့နေရာလေးကိုခုံပေါ်မှာတိတ်ကလေးကတ်ထားမယ်နော်ပြီးသွားလို့ရှိရင်အမတို့ကဇာနဲ့ dripping ထက်မှာဖြစ်တဲ့အတွက်ဇာအပိုင်းကိုယူမယ်နော်ပြီးသွားရင်အမတို့ကတဖြည်းဖြည်းချင်းခောက်သွားမယ်နော်ခောက်ပြီးတော့ပင်အက်ကလေးနဲ့ထိန်သွားပေးပါမယ်တကယ်လို့အမတို့ချုပ်မဲ့အင်ကြီးကဓာတ်တွေပါတယ်ဆိုရင်တော့အမတို့ဒီလိုမျိုးခုံပေါ်မှာတင်ပြီးတော့ dripping ထပ်လို့မရပါဘူးเนาะအယုတ်ပေါ်တင်ပြီးတော့ dripping ထပ်ရပါမယ်တကယ်လို့အမတို့ဓာတ်မပါတဲ့အပိုင်းနေမှာထပ်မယ်ဆိုရင်တော့ဒီလိုမျိုးခုံပေါ်မှာတိတ်လေးကပ်ပြီးတော့ dripping ထပ်လို့ရပါတယ်เนาะဒါဆိုရင်အမတို့ကဒီမှာကိုလိုချင်တဲ့လောက်လေးတွေကိုခောက်ပြီးတော့ပင်အက်ကလေးနဲ့ထိန်သွားပေးပါမယ်เนาะခောက်ပြီးသွားရင်အမတို့ကပိတ်စားကိုလိုတလောက်လေးပေါ့နော်နည်းနည်းလေးပဲခြံပြီးတော့အမတို့ညှက်ထုတ်လိုက်ပါမယ်နော်တကယ်လို့ကိုကခုမစားချုပ်တာမျိုး dripping လေးတွေပြုတ်သွားမှာဆိုရင်အမတို့ကဘာလုပ်လို့ရလဲဆိုတော့အရင်ဆုံးခြီကျဲနေပေါ့နော်အဲ့နဲ့အချီနဲ့တစ်ချောင်းလိုက်ပြီးတော့ထိန်ပေးလိုက်လို့ရပါတယ်နော်ဒါဆိုရင်ခုဒီမှာတစ်ချောင်းချုပ်ပြီးမီးဘူးတိုက်ပြီးသားကိုဒီလိုပုံစံလေးရပါမယ်နော်